အန်ဒီရေဒေါ်လေးတူတူလေပူချိုဘိုးတော်ကငါတို့အိမ်ရှိကိုဘယ်လိုကြွလာလဲကျွန်တော်လည်းမသိဘူးဗျာဒေါ်လေးအထက်ထဲပြင်လေဟာဘိုးတော်အိမ်ထဲကြပါရှင်ဘိုးတော်ဘေးရက်ကနေဘယ်လိုအကြောင်းကိစ္စနဲ့ကြွလာတယ်ဆိုတာမိတ်တော်မူပါဘူးရှင်အလူခံမို့သုံးဖို့စေဦးရရှင်ဘိုင်းချက်ကုန်တယ်လေမဟုတ်ပါဘူးဒေါ်လေးလှူတယ်တန်းတယ်ဆိုတာကတော့ဒေါ်လေးရဲ့တရားပါပဲဘိုးတော်ပြောတာကတော့ကဲတင်ဖို့တဲ့စနေသမီးရှင်ဘိုးတော်ဝေနာခံစားနေရတာတော်တော်ကြာနေပြီနော်ဟုတ်ပါတယ်ဘိုးတော်ရေတားသမီးတွေကလည်းမလိမ္မာကြဘူးဟောဒီတနေ့နာသမီးလေးကလွှဲရင်ပေါ့ကဲသမီးတော်လေးရှေ့ကိုတိုးစမ်းဘာလို့တိုးရမှာလဲဘိုးတော်အဲ့လိုမပြောဘူးလေရှေ့တိုးဆိုတိုးလိုက်လေတိုးလက်ကလေးခဏပြပါဦးမစိုးပါဘူးပြောခိုင်းလို့ကောင်းနေလေမဟုတ်ဘူးဘောကမှအစိုးဆိုတာဘာမှမရှိဘူးအကောင်းတွေကိုပဲမြင်တယ်ဒါကိုပြောတာကဲကောင်းလေးငုံပါဦးဘာလို့ကောက်ခောက်တာလဲဘိုးတော်လို့ပြန်မပြောဘူးလေအနေရကင်းအောင်တက်ခောက်တာညနာလေးရှိတော့ပါညလုံးညခုံနာဒန်ကတော်ဖြစ်မဲ့ရုပ်ဘယ်လိုကြော်မျိုးလဲဘိုးတော်နက်ကတော်မဟုတ်ဘူးဘိုးကတော့မင်းကတော့နော်နိုင်ရီကနေကိုကြာသွားတော့တခါတည်းဘိုးကပြောင်းသွားမှာဒါကိုပြောတာကဲစနေသမီးရှင်စနေသမီးကဒါကိုတော့ရော့ဘာရင်လဲဘိုးတော်ဆက်ထားတာမဟုတ်ဘူးဆေးတွေဝါးတွေနဲ့စီမံဖော်ဆက်ထားတာရော့အဲ့ဒါတော့ဘလို့နေလဲဟဲ့အေးတယ်ဘိုးတော်အခုမှဝယ်လာတာမဟုတ်ဘူးအခုမှစီမံဖော်ဆက်ထားတာဒါကိုပြောတာအဲ့ရေဘူးယူထားလိုက်နော်900ပဲပေးဟုတ်ကဲ့ဘိုးတော်ကလည်းရေတမှုရောက်တာနားလိုက်တာ300ပဲရှိရလေဟော200တော့စားမှာပေါ့ရှင်ဟာမဟုတ်ဘူးလေဘိုးတော်ရေဘူးရောက်စရာလားအဲ့ရေဘူးကဆေးပြေဝါပြေစွန့်တာနော်900ဆိုတာသာသနာပြုဖို့အတွက်အလှခံတာအမေတို့ကဘာလုပ်ဟဲ့မှုချိုအပြုတ်လေအဲ့ဒါဘိုးတော်မောင်ကောင်းဘိုးတော်ကြော်တောင်းလဲမဟုတ်ဘယ်နေမင်းတို့နှကောင်ကြက်ရှုံးလာတယ်မလားဘယ်လိုလုပ်သိပါလဲမသိရဲများလားဟောရဲများညောအဲ့လောက်ရုံမဆိုးပါဘူးကွာနောက်သလိုလိုပြောင်းသလိုမလုံးနဲ့ကဲမီးတို့နေနောက်ကိုစုပ်မီးတို့နေကိုရှေ့ကိုလာထိုင်ဟာရင်းလိုက်လားကွာဟာမင်းတို့နှကောင်စလုံးကိုမင်းတို့ကျိုးမပေးရှုံးတာ3ဘွဲရှိပြီဟုတ်တယ်မလားအတိအကျကြီးပါလားရောက်အေးဟုတ်တာအဲ့ဒါဆိုကျွန်တော်တို့ကဘယ်လိုကြက်မျိုးနဲ့စီးပွားရှာမှာလဲဖနက်စီးတဲ့ကြက်ဂရီပါဖနက်စီးရွှေရီးစောင်းတဲ့ဘွားကိုရောက်ချင်မင်းတို့အဲ့ဒီလောင်းမစားတွေအားလုံးစွန့်လွှတ်အဲ့ဒါတော့ဖြစ်မှမတင်ဘူးဘိုးတော်ရဲ့ကျွန်တော်တို့ကဒါပဲလုပ်တတ်တာပြီးတော့ကျွန်တော်တို့အမျိုးတွေကကြက်မျိုးကြက်တော်တယ်နော်မင်းနော်ဟုတ်မိုက်စေဘာကြီးတွေလက်ထက်တည်းကကြက်တိုက်စားလာတာအဲ့လိုပြောတာမင်းတို့တွေလက်ထက်မှာဒါကိုစွန့်လွှတ်ရမယ်ဟဲ့မင်းတို့ရဲ့စီးပွားတွေဖြစ်အောင်လက်လာပါတွေပွင့်အောင်ငါအားလုံးစီမံပေးခဲ့မယ်လောလောဆယ်တော့မင်းတို့ရဲ့အပြစ်တွေကြည်အောင်အရင်စေးကြရမယ်ကောင်းမို့ဘယ်ကောင်းမို့အော်နင်တို့နေအောင်ကောင်းမို့ဘုံစမ်းဟုတ်မင်းဘာလုပ်တာလဲဘလို့လုပ်လိုက်တာလဲဘိုးတော်နင်တို့ဓာတ်ခောက်နေတော့အမေဓာတ်ခောက်တာလဲနားလဲဗျအပြင်မှာဆိုကိုကသူများကိုပဲရိုက်ခဲ့တာကိုယ့်အိမ်ထဲမှာ तू ကကိုကိုလာပြရိုက်တာမင်းကွာမင်းအဲ့ဒါဝင်လေလာနေမှာပေါ့နေဘာမှဝင်ပြောနေနင်းမစပိတ်ထားကြတော့ရစမ်းသမီးလိမ္မာလည်းမပြောကြနဲ့ဟဲ့မင်းတို့နှကောင်မျက်လုံးမိတ်ဘာလဲကောင်းခောက်အောင်လို့ဓာတ်ခောက်တာပြီးပြီဒီကမင်းတို့မမ်းမုံမလို့အဲ့ဒါတော့ကြိုက်တယ်ကဲမျက်လုံးမိတ်ရှေ့တို့အိုးရှရီထွီဘာလုပ်တာလဲမျက်နှာတို့လည်းကောင်းခောက်တယ်အခုလည်းမျက်နှာတို့လည်းထွေးတယ်မျက်နှာမသိရသေးဘူးအောင်းမင်းနေလို့လားတထွေးထွေးတာဘာတထွေးလဲဆူဆွဲကိုကဲမိသားစုအားလုံးညိတ်အာယုံပြုဘယ်လိုပြုရမလဲညစီမိတ်အာယုံပြုဟောလို့အိုး
ဟဲ့ဒါဘာလေးလည်းမသိဘူး ဩအဲ့ငါနှခမ်းမွေး နှာခေါင်းနှာခေါင်းပဲဟာအတူဘောတော်လိုက်